triangle ရှိရအဲ့လိုထည့်မယ်အဲ့ရှေ့လေးထည့်ပြီးတော့step decomposition area step decomposition area အမှန်ကိုထားတဲ့ frame rate နဲ့ratio ကြအောင်သူကလုပ်ပေးရရပါတော့ဆွဲချယ်ပေးရပါ step decomposition area ကိုနှိပ်မယ်နောက်ထုံးတဲ့တိုင်းနောက်ဆုံးကိုသွားမယ်အဲ့ဒီဆွဲချယ်ခဲ့ပြီးcolor adjustment လုပ်မှဖြစ်တဲ့အတွက်effect ကိုသွားမယ် effect တွေကိုသွားမယ် effect တွေသွားပြီး copy background ကဒီထဲမှာလည်းအားသားထဲမှာလည်းရှိရအားသားထဲမှာရော copy background ကိုထည့် standard setting ကိုနှိပ်ပြီး copy background ထည့်ဘာမှလုပ်ရမလို့ထည့်ပြီးရင်ving vngn ပြလေ sorry vingn ဒါလေးနှိပ် standard setting ကိုနှိပ်ပြီးတော့site ကိုကြတော့120ရာခိုင်နှုန်းတော့ထားလိုက်မယ်120% roundness ကိုကြတော့ 90% fade ကိုကြတော့1000ထားလိုက်မယ်1500 0.5 ဖြစ်နေတာတက်ထားလိုက်မယ်ထားပြီး stamp ကိုသွားမယ် stamp ကိုကြတော့ stamp ဘာမှလုပ်ရမလို့တင်ကိုကြတော့လေတင်ကိုကြတော့20ရာခိုင်နှုန်းကျ28ရာခိုင်နှုန်းတော့ထားလိုက်မယ်ပိုးပြီးကြီးကောင်းသွားဒါဆိုဘာမှလုပ်ရမလို့အဲ့ဆိုစင်ပြေဆိုတော့နောက်ထပ် rectangle တစ်ခုထပ်ထည့်မယ် set decomposition area နှိပ်မယ်အဆုံးထိထုံးစံတိုင်းအဆုံးထိသွားမယ်ညာလေးဒီ close လေးနှိပ်ပြီးတော့အဆုံးထိချဲ့မယ်ချဲ့ပြီးရင်အဲ့ဒါကိုထောက်မယ်ထောက်ပြီးရင်တော့ blending and opacity ဆိုတာရှိတယ် opacity ပြောတာလေအဲ့ဒါလေးကိုထောက်မယ် blending and opacity ရဲ့နှိပ်မယ်ဒီမှာရှိရ blending ကို70% လောက်ထားမယ်90ရာခိုင်နှုန်းထားမယ်light and တွေအောက်က light and ဆိုတာလေးရှိရအဲ့ဒါလေးကိုနှိပ်မယ် screen ကိုနှိပ်မယ်ပြန်မြလေးနဲ့ပြန်ထွက်ပြီးတော့ကျွန်တော်တို့ဆက်ကြတော့ဒီမှာ color face ဆိုတာရှိရဒီမှာဒီအလေရောဒါလေးနှိပ်ပြီးဒီဘက်ကအရောင်ကိုအမဲထားလိုက်မယ်ဒါကို view ထားလိုက်မယ် view ထားပြီးဒါလေးအလေရောဟာလေးထားပြီးဖြစ်သွားလိမ့်မယ်ပေါ့နော်ဒါဆိုဆင်ပြေပါပြီဒါဆိုရပြီဆိုပြန်ထွက်ခဲ့ပြီးတော့နောက်ထပ် triangle ခုထပ်ထည့်မယ်ဒါလေးနေမယ်1430ကိုနှိပ်မယ် step decomposition area နှိပ်မယ်ထည့်ရမှာပထမဆုံးထည့်ရမယ့် effect ကဒါလေးဆုံးထိထားတယ်ပထမဆုံးထည့်ရမယ့် effect ကကျတော့ effect တွေကိုသွားမယ် add effect တွေကိုသွားမယ် copy background မှာထည့်ရအောင် copy background ထည့်ပြီးရင် saturation ရော vibrant ထည့်ရမယ် saturation vibrant အမှာ standard setting ကိုနှိပ်ပြီးတော့ saturation ကို black 12.5 လောက်ထားလိုက်မယ်12.5 ရာခိုင်နှုန်းsaturation ကိုထားမယ်12.5 ရာခိုင်နှုန်းထားမယ် vibrant ကိုကြတော့တစ်ပဲဘာမှလုပ်ရမလို့ effect ကိုထားမယ် effect ကိုသွားမယ်replace color ဆိုတာရှိတယ်color ထဲမှာလည်းဒီ color light ထဲမှာလည်းရှိရပေါ့နော်replace color ဆိုတာရှိအဲ့ဒါနှိပ်မယ် standard setting ကိုနှိပ်မယ်ဒီက color မှာဒီပေါ်ဟာလေးဒီပြောင်လေးထားမယ်ထားပြီးအောက်က color လေးဒါလေးဆိုထားလိုက်မယ်ထားပြီးရင်အောက်ကလေးရှိရလေးနှိပ်မယ်နှိပ်ပြီး125ရာခိုင်နှုန်းဖြစ်နေတာကို138ရာခိုင်နှုန်းဖြစ်အောင်လို့ဒါဆိုရင် feather ကိုနှိပ်မယ် feather ကကျတော့ကျွန်တော်44ရာခိုင်နှုန်းတော့ထားလိုက်မယ်44ဆိုတော့နည်းနည်းလေးလွယ်လေကိစ္စမရှိရalpha ကိုကျတော့100ရာခိုင်နှုန်းဖြစ်နေတာနည်းနည်းလောက်ရှော့95ရာခိုင်နှုန်း95ရာခိုင်နှုန်းရှော့ပြန်ထွက်ခဲ့ effect တွေတော့ effect ကိုနှိပ်ပြီးရင် exposure ကမှာ
PHP ဟို export ရှာခါမှာနေမယ် standard setting ကိုနေမယ် export ရှာခါမှာထားမယ် export ရှာကိုကျတော့ -0.03 လောက်ထားလိုက်မယ်ထားပြီးတော့ gamma ကိုကျတော့0.945 လောက်ထားမယ်gamma 0.945 လောက်ထားမယ်ထားပြီးရင်အောက်မှာရှိ offset လေးကိုနှိပ်မယ် offset ကိုနှိပ်ပြီးတော့0ဖြစ်နေရကို -0.01 လောက်ဖြစ်အောင်ထားလိုက်ဒါဆိုရည် effect တွေသွား effect တွေသွားမယ် effect တွေ spot color spot color ကိုနှိပ်မယ် standard setting ကိုနှိပ်မယ်အဲ့လေးကိုထောက်ပြီးတော့color ကိုသွားပြီးတော့တော့ဘယ်ရောင်ပဲဖြစ်ဖြစ်အဆင်ပြေပါတယ်အဲ့ပြီး3 shot လာပါတော့အတန်တော့မတိလို့ဗျကို200% ထားလိုက်မယ်နော်200% ထားမယ်ဖေးတာကိုကျွန်တော်တို့200ဖေးတာနဲ့200ပဲအဆုံးထိထားလိုက်မယ်200ထားပြီး saturation ကို59% လောက်ထားလိုက်ပါ59ပြီးရင်ချုပ်ကိုကျတော့5ဘာမှလုပ်ဆက်မလို့5ပဲအဲ့ဒီတက်ထောက်မယ် effect ကိုတော့အဲ့ effect ကိုနှိပ်မယ်နောက်တော့ brightness contrast ဆိုရှိရယ် brightness contrast ဆိုရှိရယ် standard setting ကိုနှိပ်မယ် brightness contrast ကိုနှိပ်မယ် brightness ကို 0 ရာခိုင်နှုန်းနဲ့ contrast ကိုကျတော့+4 ရာခိုင်နှုန်းလောက်ထားလိုက်မယ်ထားပြီးပြန်ထွက်ကြရလိုက်သွားမယ် effect ကိုသွားမယ် strap sharpen SHARP ရယ် SH sharpen ကိုနှိပ်မယ် standard setting ကိုနှိပ်မယ် strap ကို0.40 short လိုက်0.40 လောက် short လိုက်မယ်radius ကိုနှိပ်မယ် radius ကိုတက်တယ်ဘာမှမဆက်ဘူးလို့ဒါဆိုတော့ရပါပြီပြန်နည်းနည်းတိတ်ကြည့်လို့မကောင်းဘူးဖြစ်contrast တွေ all over လေးထည့် sorry ဒီပါဒုတိယတတိယပထမအပေါ်ဆုံးရဲ့ဒီဟာမှာreference 3မှာကျွန်တော် landing ရဲ့ opacity တွေကျွန်တော် light down ကိုထားတာ light down မထားဘဲ contrast ကိုထားရင်ပိုဆင်ရ contrast ရဲ့ over လေးထားတာထားပြီး90% ပြန်ထားလိုက်အဲ့ဆိုရင်ဆင်ပြေပါတယ်